စင်ကာပူမှာမင်းကလေးအတွင်းခံနေလိုက်ခိုးနေစင်ကာပူနိုင်ငံဆန်ရင်ဂုံစင်ထရယ်ကလူနေတိုက်ခန်း HDB တခုမှာအမျိုးသမီးအတွင်းခံတခုအတူရဲ့လူရဲကြောင့်ဒေတာခန်တွေကြောင့်မှာဟိုးလေးတကြော်ဖြစ်ပွားနေပါတယ်ဒီဖြစ်စဉ်ဟာပြီးခဲ့တဲ့ဇန်နဝါရီလ12ရက်နေ့မနက်9:15မိနစ်ဝန်းကျင်မှာဖြစ်ပွားခဲ့တာဖြစ်ပြီးအဝတ်လန်းစင်ပေါ်ကနေအမျိုးသမီးအတွင်းခံဘရာဇီယာကိုပြောင်ကျကျခိုးယူသွားခဲ့တာပါအင်ကြီးအညူရောင်နဲ့ပေါင်းပြီးအနှံ့ရောင်တို့ဆင်ထားတဲ့အမျိုးသားတအူဟာအဆိုပါတိုက်ခန်းစင်ကြံတစ်ယောက်ဟိုကြည့်ဒီကြည့်နဲ့လမ်းလျှောက်နေတာကို CCTV မှတ်တမ်းမှာအထင်ရှားတွေ့မိရပါတယ်။၎င်းအမျိုးသားဟာတိုက်ခန်းရှိ9ယောက်ရှိလာတဲ့အချိန်မှာတော့ဘေဘီကိုအကဲခတ်ပြီးအဝတ်လန်းစင်ပေါ်မှာညှစ်ထားတဲ့အနှံ့ရောင်အမျိုးသမီးအတွင်းခံကိုလင်းမြင်းစွာဖြုတ်ယူပြီးနောက်အေးဆေးစွာပဲထုတ်ခွာသွားခဲ့ပါတယ်။ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးမိခင်ဖစ်သူကပြောကြားရမှာတော့ခိုးယူခံရတဲ့အတွင်းခံဟာသူမရဲ့သမီးဖြစ်သူရဲ့ဖြစ်စီဖြစ်တယ်။အခုလိုဖြစ်ရမျိုးဟာသူတို့မိသားစုအတွက်ပထမဆုံးအကြိမ်ကြုံတွေ့ခဲ့ရတာဖြစ်တယ်လို့ဆိုပါတယ်။ကိုယူသွားတဲ့အမျိုးသားဟာသူတို့မဲ့ရင်းနှီးကျွမ်းဝင်တဲ့သူမဟုတ်တလို့အနီးအနားကလူလဲမဟုတ်ဘူးလို့သိရပါတယ်။လက်ရှိမှာတော့မိသားစုဝင်တွေဟာသက်ဆိုင်ရာရဲစခန်းမှာတိုင်ချက်ဖွင့်လှစ်ထားပြီးဖြစ်တယ်လို့ CCTV မှတ်တမ်းတွေတို့လည်းသက်သေအဖြစ်ပေးအပ်ထားပါတယ်။အဆိုပါတခိုးရဲ့လုပ်ရဟာလူမှုကုနာပေါ်မှာလူပြောများနေပြီးအင်းရှင်းတွေအနေနဲ့မိမိတို့ရဲ့အဖိုးတန်ပစ္စည်းတွေနဲ့အတွင်းခံတွေကိုအပြင်မှာလှမ်းထားတဲ့အခါအထူးသတိပြုကြဖို့တိုက်တွန်းနေကြပါတယ်။တင်းအင်းရှင်းမှာအဝတ်လှမ်းထားမယ်ဆိုရင်တော့ CCTV လေးတစ်ခုတက်ထားတာကအကောင်းဆုံးကာကွယ်မှုတစ်ခုပါပဲ။စင်ကာပူကထူးခြားတဲ့ညင်ကွင်းတွေအခက်တွေမတော်မဆမှုတွေနဲ့အများကြီးသူတည်တဲ့အကြောင်းအရာတွေကိုမှတ်တမ်းထားတာရှိရင်ပေးပို့ပေးနိုင်ပါတယ်ခင်ဗျာ။သက်ဆိုင်ရာကတိရှိရုံနဲ့လူအများသတိထားမိအောင်ပြန်လည်ဝေမျှပေးတော့ပါမယ်။တရင်အချက်အလက်တွေပေးပို့ကူညီနေကြတဲ့မိတ်ဆွေတူဦးရောက်ချင်းစီကိုလည်းကျေးဇူးတင်ပါတယ်ခင်ဗျာ။ခင်မွန်ဖြစ်သူကို3300ရှိရင်ပေးပြီးကွာရှင်းလိုက်တဲ့မမပထမဆုံးအမျိုးသမီးနန်းအင်ဂျီမီမိန်ကလေးကရောက်ရဲ့တန်ဖိုးဟာရုပ်ရည်တဲမထံပဲကိုချရုပ်ပေါ်ကိုရက်တည်နိုင်မှုဆိုတာကိုသက်သေပြသွားတဲ့ထီးရတစ်ခုကတော့အားလုံးသိကြတဲ့အတိုင်းနန်းအင်ဂျီမီရဲ့ကွာရှင်းမှုတည်မဲ့ဖြစ်ပါတယ်။မိသားစုဘဝတစ်ခုကိုအဆုံးသတ်တဲ့နေရာမှာတုံဆိုင်မနေပဲခင်မွန်းဖစ်သူကိုနှစ်နာချေသိမ်းပေါင်း3000ရှိရင်ပေးပြီးလမ်းကွဲခဲ့တဲ့သူမရဲ့ဆုံးဖြတ်ချက်ကတကယ်ကိုထန်အော်စရာပါရန်သားရည်သူလေးတွေဟာလှပယုံတင်မကပဲစီးပွားရေးမှာလည်းတောကြသလိုစိတ်ဓာတ်ပိုင်းဆိုင်ရာမှာလည်းဘလောက်ထိပြတ်သားကြန့်ခိုင်ကြောင်းဒီဖြစ်ရကတတ်သိပြနေပါတယ်ဒီနေရာမှာမေးစရာရှိတာကငွေကြေးပမာဏထက်သူမရဲ့လွတ်လပ်မှုနဲ့ကိုပိုင်ကုန်သိက္ခာကိုပိုတန်ဖိုးထားတဲ့စိတ်ဓာတ်ကိုအားလုံးကချီးကျူးနေကြပါအချို့ကလည်းဒီလောက်အများကြီးပေးစရာလိုလားလို့မြင်ကြတယ်လို့အချို့ကလည်းအနံအဖွဲကင်းဖို့ဒီလောက်ရင်းရတာတန်ပါတယ်လို့မှတ်ချက်ပေးနေကြပါတယ်ပရိသတ်ကြီးကဘလို့မြင်လဲအခုလိုနှစ်နာကြီးအများပြားပေးပြီးအမြဲလို့ရှင်းပြလိုက်တဲ့သူမရဲ့ဆုံးဖြတ်ချက်အပေါ်မှန်ကန်တဲ့လို့ရလို့ထင်ကြပါသလားမိတ်ဆွေတို့ရဲ့အမြင်လေးတွေကို comment မှာမျှဝေပေးခဲ့ပါဦးနော်